Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကိုဖြိုးဂျပန်နိုင်ငံမှာနေလာတာ9နှစ်ကျော်6နှစ်လောက်ရှိပြီဆိုတော့ဗောနော်ဂျပန်နိုင်ငံမှာတွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေဂျပန်လူမျိုးတွေရဲ့စိတ်အနေအထားတွေအစရှိတဲ့အရာလေးတွေကိုကျွန်တော်ဒီကနေ့ sharing လုပ်ပေးချင်ပါတယ် sharing လုပ်ပေးချင်တယ်ဆိုတော့အပိုင်း3ပိုင်းခွဲထားတယ်ဗောနော်နံပါတ်1အပိုင်းရဲ့ခေါင်းစဉ်လေးကတော့ဂျပန်လူမျိုးကြီးဝါဒနဲ့ကျွန်တော်တို့နိုင်ငံသားများဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်နံပါတ်2ကတော့ဂျပန်နိုင်ငံမှာနေလာတယ်အလုပ်ခွင်ထဲမှာလုံရင်းနဲ့ဆရာကြီးဖြစ်သွားတယ်ကျောင်းနေပါတွေတက်တယ်ကျောင်းနေပါတွေတက်ပြီးသွားတယ်ကျောင်းနေပါတွေပြီးသွားတယ်ဆိုလို့ရှိရင်ပေါ့နော်ခူမီယာကြီးတွေပါတွေလုပ်တယ်တချို့ခွေးတိုးပေါက်ကလာတဲ့ခူမီယာကြီးအကြောင်းပဲဖြစ်ပါတယ်နံပါတ်3ကတော့နိုင်ငံခြားသားများဟိုမှာအထင်ကြီးတဲ့မြန်မာနိုင်ငံသားများဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဒီကနေ့ sharing လုပ်ပေးချင်ပါတယ် Facebook နဲ့ TikTok မှာကျတော့အပိုင်းတစ်ပိုင်းချင်းစီဖြစ်တာဖြစ်တဲ့အတွက်ကြိုက်တဲ့အပိုင်းကိုရွေးကြည့်လို့ရပါတယ် YouTube မှာကျတော့ဇက်တိုက်ကြီးအရှိကြီးတင်ပေးတာဖြစ်တဲ့အတွက်ကိုကြိုက်နေတဲ့အပိုင်းကိုတော့ကြော်ကြည့်နိုင်ပါတယ်ပေါ့နော် Okay let's go စလိုက်ရအောင်အဲ့တော့ဂျပန်နိုင်ငံမှာလူမျိုးကြီးဝါဒဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူတို့လူမျိုးမှာချစ်တယ်သူတို့လူမျိုးမှာကောင်းတယ်နားဖျားရှိလို့ရှိရင်လည်းသူတို့လူမျိုးမှာအရန်နာတယ်ဆိုတာမျိုးတွေရှိပါတယ်ဘာလို့လဲဆိုလို့ရှိရင်အရင်နှုန်းကအကြောင်းတွေကျွန်တော်တမန်ကိုလန်ပြီးပြောရမယ်ဆိုလို့ရှိရင်ဂျပန်နိုင်ငံကအမေရိကန်ပလဲစေကန်ကိုဗတ်ဆပြီးဘုံချင်ခဲ့တာပါဘုံချတယ်ဆိုပေမဲ့အမေရိကန်ကနေပြီးတော့မှဂျပန်နိုင်ငံကိုပြန်တိုက်တဲ့အချိန်မှာသူတို့လူမျိုးတွေတော်တော်ကြီးကိုခံစားခဲ့ရတယ်ပေါ့နော်မျိုးဆက်တွေအလိုက်ဟာအမေရိကန်ရဲ့အမှုပြုဘုံကြောင့်စပင်းတွေမပေါက်တာတွေငှက်ဖျားယောဂဖြစ်တာတွေကင်ဆာယောဂအဖြစ်များတာတွေမွေးလာတဲ့ကလေးတွေကခြေလက်အင်္ဂါမဆုံးတာတွေအစရှိတဲ့အရာတွေတော်တော်ကြီးကိုခံစားခဲ့ရတယ်ပေါ့နော်ခံစားခဲ့ရတော့သူတို့တွေကိုပြန်မေးလိုက်တယ်ဆိုလို့ရှိရင်စတိုက်ခဲ့တာသူတို့အမြဲတမ်းသူတို့တွေကနာကျင်ခံစားရတယ်သူတို့ကပဲနစ်နာသူတွေအရင်မဲ့သူတို့ကနာကျင်ခံစားရတယ်ဆိုတာမျိုးတွေကျွန်တော်ကြားခဲ့ပူပါကျွန်တော်မေးကြည့်တဲ့ခိုင်မှာသူတို့ကအဲ့လိုပဲပြောတာပေါ့နော်အဲ့တော့အဲ့ဒါတင်ပြီးသွားလားကျွန်တော်တမိုင်းကြီးကိုခြုံပြီးပြောနေတာမျိုးတွေကိုထားလိုက်တော့ဒါပေမဲ့တမိုင်းကိုမယုံခင်မှာကျွန်တော်ရဲ့အလုပ်ခွင်တွေကအကြောင်းကိုပြောချင်ပါတယ်ကျွန်တော်ရဲ့အလုပ်ခွင်ထဲမှာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်အလုပ်ဝင်ပါတယ်ကျွန်တော်တို့လူမျိုးတွေစပြီးဝင်ပါတယ်ကျွန်တော်စဝင်တော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း2ယောက်ပါပဲကျွန်တော်တငယ်ချင်း2ယောက်စဝင်တယ်ဝင်ပြီးသွားလဲဆိုလို့ရှိရင်သူတို့အလုပ်ခွင်ထဲမှာဝင်ချင်းတန်းခိုင်ပါတယ်တန်းခိုင်နေဟုတ်ပြီ DPC ကိုဒီလိုလုပ် DPC ကိုဒီလိုထည့်မယ်ထည့်ပြီးတော့လို့ရှိရင်ဒီလိုလေးဖြတ်ပြီးတော့လို့ရှိရင်ဒီလိုလေးလုပ်ပြီးတော့လို့ရှိရင်တော်ပြီဒီလောက်ပဲတင်ပြတာပါသူတို့လူမျိုးတွေကအစ်စ်ဝင်လာတယ်ဝင်လာပြီဆိုလို့ရှိရင်အလုပ်တန်းမခိုင်ပါဘူးတစ်နှစ်စာဘတ်စာရအနေနဲ့ရှင်းပြပြီးအကုန်လုံးတင်ပြတာပါဥပမာတစ်ခုနက်ကလေးတစ်ခုကြက်ထားတာအစဟုတ်ပြီဒီနက်ကိုကြက်တယ်ဆိုလို့ရှိရင်တင်းသွားမယ်တင်းသွားရင်နက်ပြုံးသွားနိုင်တယ်ဟုတ်ပြီရော့တယ်ဆိုလို့ရှိရင်ရော့နေတာဖြစ်တဲ့အတွက်ဒီဆက်ကြီးကတုံခါသွားနိုင်တယ်အစရှိတဲ့အရာတွေရှင်းပြပါတယ်ကျွန်တော်တို့ရှင်းမပြပါဘူးကျွန်တော်တို့အလုပ်ခွင်ထဲမှာရောက်လာတယ်တန်းအလုပ်ခိုင်းတယ်ခိုင်းပြီးသွားလို့ရှိရင်မှားတဲ့ထဲကအထက်ကသင်ခန်းစာယူရတာပါကျွန်တော်တို့လူမျိုးတွေကိုချစ်တာမချစ်တာတွေကိုချစ်လည်းမချစ်စေချင်ဘူးချစ်တာမချစ်တာတွေကိုလည်းပြောနေတာမဟုတ်ဘူးသူတို့လူမျိုးမှာကောင်းတယ်သူတို့လူမျိုးမှာတော်တယ်မျိုးဆိုတာကိုကျွန်တော်ကပြောချင်တာပါဘာလို့လဲဆိုလို့ရှိရင်သူတို့လည်းအပြစ်ပြောတာတော့မဟုတ်ပါဘူးသူတို့ရဲ့အခက်အခဲလည်းသူတို့ရှိမှာပါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘာသာစကားမတူမှုကြောင့်ရှင်းပြဖို့သူတို့အခက်အခဲဖြစ်တာကြောင့်ကျွန်တော်ဖြစ်တွေ့ပေးပါတယ်ဒါပေမဲ့မြင်းနေရတဲ့အချိန်မှာတော့စိတ်မကောင်းဘူးဗျာစိတ်မကောင်းဘူးကိုယ်တွေလာတယ်တန်းရောက်ချင်းမှာကျွန်တော်တို့တန်းပြီးအလုပ်ခိုင်းတယ်သူတို့လူမျိုးရောက်လာတယ်ဆိုလို့ရှိရင်ဟာဘယ်ဟာလေးကိုတော့ခိုင်းလို့မရဘူးเนาะဆလာချင်းမို့လို့အန်ဒီဖြစ်မှာဆိုလို့ဒီဟာလေးကိုခိုင်းပါဒီလိုလေးရာဇရှိခုလုပ်ပါပြီးလို့ရှိရင်ဒီ2နာရီအတွင်းမှာဘယ်လောက်လုပ်လို့ဒီလောက်ကလေးပဲပြန်လွတ်ပါဆိုတာမျိုးတွေပေါ့နော်အဲ့တော့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂျပန်လူမျိုးတွေဒီအရန်သူတို့လူမျိုးမှာသူတို့ချစ်တယ်ဥပမာတစ်ခုကျွန်တော်တို့ရောက်လာတယ်သူများတွေတစ်လတင်တယ်ကျွန်တော်တို့တရက်တင်တယ်ထားပါကျွန်တော်တို့တော်တယ်တက်တယ်လို့ပြောစေချင်တာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လောက်ကြီးကွာတဲ့ဟာပေါ့နော်ဟုတ်ပြီဟာသူတို့တွေတော်တာပဲသူတို့တွေတက်တာပဲငါတို့တွေလာသာတိုးပေးပါဖြစ်မယ်မရှိပါဘူးသူတို့လူမျိုးရောက်လာတယ်တင်ပေးတယ်ဟာအီနာတော်လိုက်တာဟာမိုက်တယ်စူကိုကြီးအစားရှိတဲ့အရာတွေညနေ9နာရီလောက်အလုပ်ကလေးနည်းနည်းပြီးမပြီးဟာပင်ပန်းသွားပါပြီဟာခါဝိုင်းဆိုနာဟာတနာစရာကောင်းလိုက်တာအစားရှိတဲ့အရာတွေပြောပါတယ်ကျွန်တော်တို့ဂျပန်နိုင်ငံရောက်လာတယ်ဒီအလုပ်ဥမာဗကန်စီးနဲ့လာခဲ့တယ်အမိကန်ကတော့ဗကန်စီဒါပေမဲ့အလုပ်ချိန်မနက်8နာရီကနေညနေ9နာရီတက်မှတ်ထားပါတယ်တက်မှတ်ထားတယ်ဆိုလို့ရှိရင်ဗကန်စီးတယ်ဗကန်စီးပြီးတော့လို့ရှိရင်နိုင်မပြေသေးလို့ရှိရင်ထမင်းချက်ရင်ချက်ရပါတယ်ထမင်းချက်တယ်ကြမ်းတိုက်တယ်အစရှိတဲ့အရာတွေပေါ့နော်အဲ့လိုမျိုးသူတို့အချိန်မပြေတဲ့လောက်ကျွန်တော်တို့ကိုခိုင်းနေပေါ့နော်ခိုင်းလို့လည်းရပါတယ်ကျွန်တော်တို့ကလည်းအဆင်ပြေပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကတည့်ရတိုင်းပဲစကားပုံကအစဟာသူများခိုင်းမှလုပ်ရင်ကျွန်စိတ်နွားစိတ်မခိုင်းမဲ့လို့ရှိရင်တခင်စိတ်เนาะအလုရှင်စိတ်ကျွန်တော်တို့ကရိုက်သွင်းခံထားရတယ်ဆိုတော့ကျွန်တော်တို့နဲ့ကြိုက်ပါတယ်ဂျပန်နိုင်ငံမှာအဲ့လိုမဟုတ်ပါဘူးဘယ်လိုလဲဆိုတော့မင်းထမင်းချက်နဲ့ခေါ်ထားတယ်ထမင်းချက်နဲ့ကောင်ကဗကန်စေးခိုင်းလို့မရပါဘူးစေးခိုင်းခြင်းနဲ့ဆိုရင်ဒါမှပဲသူတို့တောင်းမှန်လေးနဲ့ဟုတ်ပြီဒီပကံလေးကိုစေးပေးနိုင်မလားထမင်းချက်ဆိုပေမဲ့အဲ့လိုမျိုးသွားပြောရတာပါကျွန်တော်တို့လူမျိုးတွေလို့ဒီနိုင်အတွင်းမှာကဘာခိုင်းရတယ်ဆိုတာမျိုးတွေကိုမရပါဘူးအဲ့တော့အဲ့လိုမျိုးမရတာချင်းအဲ့လိုကွာလာချင်းတူပေမဲ့
ဘာလို့ကျွန်တော်တို့လာလာတုံးမပေးတော့ဘာလို့ကျွန်တော်တို့တော်ချောင်းတက်ချောင်းမပြောတော့ဘာကြောင့်လဲဆိုတာအဲ့ဒါကြောင့်ပါပဲလူမျိုးကြီးဝါဒရှိတယ်သူတို့လူမျိုးကတော်တယ်ကျွန်တော်တို့ကခိုင်းကိုကူချင်းခိုင်းကိုနိုင်ငံခြားသားတွေကနိုင်ငံခြားသားတွေပဲဆိုတဲ့သူတို့ရဲ့စိတ်ကတတ်တတ်မှတ်တဲ့ရှိကိုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီဂျပန်နိုင်ငံမှာလူမျိုးကြီးဝါဒရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဘယ်လိုစင်စင်ချင်းချင်းနေရမလဲဟုတ်ပြီကိုလူမျိုးတွေမကောင်းဘူးဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာကြတော့ထိုးချတဲ့အကျင့်ရှိပါတယ်ဥပမာဂျပန်လူမျိုးချင်းချင်းမှားပါတယ်သူတို့ကနေသူတို့အချင်းချင်းမှားသွားတယ်ဆိုလို့ရှိရင်ဟာပြီးရောဟဲ့အဆင်ပြေပါတယ်ကောင်းပါတယ်ဒါကတော့မှားမှာပေါ့မှားတတ်တာပဲလေဘာမှမဖြစ်ပါဘူးကျွန်တော်တို့မှားကြည့်မှားတယ်ဆိုလို့ရှိရင်တန်းပြီးထိုးချတာပေါ့နော်စကားလုံးတွေကမင်းဘာလို့မှားလဲဘာလို့လဲ reason တွေအများကြီးတောင်းတယ်ပေါ့နော်အကြောင်းပြချက်တွေဘာလို့မှားလဲအဲ့လိုမျိုးတွေအများတန်းပြောတယ်ဒါပေမဲ့ကျွန်တော်တို့သင်ပေးလာဆိုမသင်ပေးပါဘူးအဲ့လိုအမားတွေလောက်ရတယ်အဲ့လိုအမားတွေလောက်ပြီးမှကျွန်တော်တို့အမားတွေတွေကနေပြီးတော့မှသင်ခန်းစာတွေယူရတာပါပေါ့အဲ့တော့ကျွန်တော်ပြောချင်တဲ့စကားဒီဂျပန်နိုင်ငံမှာလူမျိုးကြီးဝါဒဖြစ်တဲ့အတွက်ကျွန်တော်တို့လူမျိုးတွေဘယ်လိုကောင်းအောင်နေရမလဲကျွန်တော်တို့ကမကင်းနိုင်ပါဘူးမကင်းနိုင်တဲ့အချိန်မှာဘယ်လိုကောင်းအောင်နေရမလဲဆိုလို့ရှိရင်အလုပ်ကိုမမအောင်လုပ်မယ်တိတိကျကျလုပ်မယ်အဲ့လိုမမအောင်လုပ်တဲ့အချိန်မှာလည်းမဟုတ်မခံနဲ့ဆက်ဆက်တိမခံဆိုပြီးရှိပါတယ်ဥပမာကျွန်တော်ပြောချင်တာဒီမှားသွားတယ်ဆိုလို့ရှိရင်တောင်းပန်မှာဝင်မလေးပါနဲ့တချို့သူတွေကရှိတယ်ဗျမှားသွားတယ်ကိုမှားတဲ့အကြောင်းဝင်မခံချင်ဘူးဆက်ဆက်တိမခံပေါ့ဗျာမဟုတ်မခံဆိုတာမဟုတ်မှမခံတာဆက်ဆက်တိမခံဆိုတာဘာဖြစ်ဖြစ်ကိုဆက်ဆက်တိမခံတာဟိုဟာလေးပြောလိုက်လဲဆက်ဆက်တိမခံဒီဟာလေးပြောလိုက်လဲဆက်ဆက်တိမခံပေါ့နော်အဲ့တော့ဆက်ဆက်တိမခံမလုပ်ပါနဲ့ပေါ့နော်မဟုတ်မခံမလုပ်ပါဂျပန်နိုင်ငံမှာလူမျိုးကြီးဝါဒဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လူမျိုးတွေကောင်းအောင်နေပါမကင်းနိုင်သေးပါဘူးနောက်တစ်ခုအဲ့တော့ဂျပန်နိုင်ငံမှာရောက်နေတဲ့အခုညီကောင်မောင်နှမတွေဂျပန်နိုင်ငံမှာနေတယ်ဘာဖြစ်လဲကွာငါတို့ကတရားဝင်ဗီဇာနဲ့နေတာကွာငါတို့ကဘယ်သူမှကြောက်ချင်မရှိဘူးဘယ်သူမှစောက်ကြည့်စိုက်ချင်မလို့ဆိုပြီးတော့မှအဲ့လိုမျိုးကြီးပေါ့နော်တစ်ဖက်တည်ယူဆိုင်တွားတွေ့လို့မရပါဘူးဟိုဇကပုံတော်ရှိသေးရမလားရောမရောင်ရောမလို့ကျင့်ရတယ်အဲ့တော့ကျွန်တော်တို့ကဂျပန်နိုင်ငံမှာရောက်နေပြီဂျပန်နိုင်ငံမှာရောက်နေပြီဆိုတော့ဂျပန်ရဲ့ဥပဒေတွေဂျပန်နိုင်ငံမှာလုပ်လို့မရတဲ့အရာတွေကိုလေ့လာစုံစမ်းပြီးတော့မှအေးအေးဆေးဆေးနေဖို့တိုက်တွန်းရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်ချင်ပါတယ်ပေါ့နော်အဲ့တော့ဒီဘိုင်းလေးကပေါ့နော်ဂျပန်လူမျိုးကြီးဝါဒတွေနဲ့ကျွန်တော်တို့နိုင်ငံသားများဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကို sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့နံပါတ်1ကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပါပဲဂျပန်နိုင်ငံမှာတချို့ခူမီယာကြီးတွေခွေးတို့ဘောက်ကလာတဲ့ခူမီယာကြီးတွေအကြောင်းပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာအလုပ်ခွင်ထဲမှာရေရှည်နေလာတယ်အလုပ်ခွင်ထဲမှာရေရှည်နေလာပြီဆိုလို့ရှိရင်တို့အလုပ်ခွင်ထဲမှာလူတယ်တတိယပြောတယ်ဟာခေါ်ပေးပါအောင်နင်တို့မြန်မာနိုင်ငံသားတွေအလုပ်လုပ်တာတော်တယ်ခေါ်ပေးပါအောင်အဲ့လိုခေါ်ခံရပြီးတော့မှခူမီယာကြီးခေါင်းစဉ်တက်တဲ့သူတွေရဲ့ဂျပန်နိုင်ငံမှာကျောင်းနေတယ်ကျောင်းနေပြီးတော့လို့ရှိရင်ဘယ်လိုပြောရမလဲကျောင်းနေတယ်ကျောင်းနေပြီးသွားတယ်ခူမီယာကြီးတက်လို့တယ်ဘာသာစကားတွေပါရတော့ခူမီယာကြီးတက်လို့တယ်ခုချိန်မှာလိုင်စင်ရှိတာမရှိတာအတားထားပေါ့နော်ခူမီယာကြီးဖြစ်သွားပြီသူတို့ကိုသူတို့ခူမီယာကြီးထင်ပြီးတော့မှအလုတ်ခေါ်နေတဲ့ခွေးတို့ဘောက်ကလာတဲ့ခူမီယာကြီးတွေကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါတော့ဘာလဲဆိုလို့ရှိရင်ခေါ်ပေးတယ်သူတို့တွေကခေါ်ပေးတာပြီးသွားပြီဥမာအလုံးမိတ်ဆက်ပေးတယ်အလုံးမိတ်ဆက်ပေးတယ်တော့ခေါင်းစဉ်မတက်ဘူးခူမီယာကြီးလို့သူတို့ကပဲစာပတ်စာရင်းတွေလုပ်ပေးတယ်လို့ဆရာကြီးဒီဇိုင်းပေါ့ဗျာတီးတဲ့အတိုင်းပဲမြန်မာလူမျိုးတွေကတချို့လူတွေကဟာသူတို့ကိုသူတို့မှအတော်ဆုံးတက်ဆုံးဆရာကြီးတွေဘာညာပေါ့အဲ့လိုလူမျိုးတွေကခေါ်ပေးတယ်ဆိုလို့ရှိရင်ပေါ့ဗျာဥမာလူမိတ်ဆက်ပေးတယ်ဟုတ်တယ်လူမိတ်ဆက်ပေးတယ်ဆိုလို့ရှိရင်ထားတော့ဥမာမြန်မာနိုင်ငံကပဲဖြစ်ဖြစ်ဂျပန်နိုင်ငံကပဲဖြစ်ဖြစ်ဒီအလောက်ကလုံနိုင်လားဒီနေရာမှာနေနိုင်လားဟာဒီအလောက်ကငါတို့ဆိုရင်ရောလုံနိုင်မလားအဲ့လိုမစင်စားဘူးဟာညီမလေးကောင်းတယ်ညီလေးကောင်းတယ်ဒီအလုပ်သူတို့ကမိတ်ဆက်ပေးရင်ပတ်စံရမှာမလားပတ်စံရတယ်ဆိုလို့ရှိရင်စွန့်မိတ်ဆက်ပေးတာဟောဒီအလုပ်ဆိုလို့ရှိရင်အဆင်ပြေတယ်ညီမလေးကိုယ်နိုင်ငံသားရှင်းနေမယ်ဘာဖြစ်လဲညီမလေးညီလေးအဲ့လိုမကောင်းဘူးမသွားနဲ့ဟာအဲ့လိုကလေးကောင်းတယ်ကြံပေးပါမဟုတ်ဘူးနော်ဟာဒီအလုပ်ကောင်းတယ်ဒီအလုပ်မိတ်ဆက်ပေးတာမိတ်ဆက်ပေးပြီးသွားလို့ရှိရင်သူတို့ကဘာလုပ်တုံဆိုတော့စာဖက်စာရန်တွေကတကယ် agency တွေတကယ် license ရှိတဲ့ business တွေနဲ့လုပ်ကြတာဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ကျော်ကကျွန်တော်နဲ့တည်တဲ့ညီမတယောက်ရှိပါတယ်ကျွန်တော်သူ့ကိုလုပ်ပေးပါတယ်အစရရလုပ်ပြီးတော့စာဖက်စာရန်တွေလုပ်ပေးတယ်အလုပ်မိတ်ဆက်ပေးတယ်မိတ်ဆက်ပေးပြီးတော့ဘယ်ပြောက်သွားမှမသိဘူးဂရုတွေ join ခဲ့ပေးတယ် join ခဲ့ပေးတဲ့အချိန်မှာဘီယန်နေနဲ့ကြည့်ပါတော့ပါတယ်အဲ့အမကြီးကဟိုကိုယ့်ရဲ့လူမျိုးဘက်ကမပြောဘူးဟာညီမလေးအမတို့ကမိတ်ဆက်ပေးတာပြီးသွားပြီစာဖက်စာရန်တွေကဘီယန်နေနဲ့လောက်ရမှာဘာညာနဲ့လောက်တယ်ဗျာလောက်တဲ့အချိန်မှာသူတို့တွေကဘာမှမဖြစ်ဘူးမိတ်ဆက်ပေးတယ်ဆိုတာဘာမှမဖြစ်ဘူးဒီဘက်ကကျတော့ဗီဇာနဲ့နေရတာဥမာဗီဇာကျော်သွားပြီဆိုလို့ချင်းဗီဇာမဲကြီးဖြစ်သွားပြီအဲ့အတွက်ဗီဇာမဲတဲ့အချိန်တွေဗီဇာမရခင်အလုံးလက်မဲ့ဖြစ်နေတဲ့အချိန်တွေတွေးပြီးပူတာပဲတူကိုပူးနေတဲ့အချိန်မှာငါသာဆိုရင်ရောဘလို့ပူးနေမလို့မစင်စားဘူးဆရာကြီးပါပေါ့ခူမီယာကြီးပါပေါ့ညီမလေးအမားတို့ကမအားသေးဘူးဒီချိန်မအားဘူးနော်ဟာအမားတို့ကမအားသေးဘူးပိတ်ရက်မို့လို့ဘာလုပ်တာနင်တို့ဘာလုပ်တာခွေးတိုးပေါက်ကလာတဲ့ဟာတွေနော်တစ်ဖက်သားဟာစိတ်ဆင်းရဲနေမလားညီမလေးအမားတို့ကအလုပ်ပေးပြီးမဟုတ်ပြီညီမလေးအလုပ်ပေးရမို့လို့အမားတို့တည်ချာလုပ်ပေးပါမယ်
ဒီအလုပ်ကလေးကတော့ဘယ်လိုဖြစ်ပါလဲအစရှိရချင်းပြပေးပါလားမဟုတ်ဘူးအရန်နေဂျပန်ဆိုင်အလုပ်ပေးရမို့လို့ညီမလေးမလုပ်ပေးနိုင်ဘူးဘာညာနဲ့ဟိုတစ်ဖက်သားကတော့နော်ဗီဇာကကုန်ဖို့1ရက်2ရက်ပဲကျန်တော့တာဘာလို့ညာလို့စာဘက်စာတိုင်းလုံနေသလိုမလုံနေသလိုဟိုအလုပ်လည်းမလုပ်ရဘူးအတိုင်းထိုင်းနေပြီးတော့မှသူ့အားကိုတဲ့ဟာကိုသိလားပေးရဆိုလို့ရှိရင်ပေးရမို့စာမပြန်ဘူးဖွင့်ရဆိုလို့ရှိရင်အများနဲ့လောက်ရတာနားလေတယ်အများနဲ့လောက်ရတယ်ဆိုလို့ရှိရင်လူအများကြီးငါပြီးဝန်ထမ်းတွေငါပြီးလို့သူများပတ်စံကိုယူခြင်းတယ်ဆိုလို့ရှိရင်သူများပတ်စံကိုရရင်ရသလောက်ဝန်ထမ်းငါ respect ထားတေချာလို့နော်အဲ့လိုမဟုတ်ဘူးဟာဂျပန်နေတာဆန်ပြီးတော့မှလေခွတ်တိုးဘောက်ကလာတဲ့ဟာလေခွတ်တိုးဘောက်ကလာတဲ့ဟာလေငါအရင်ပြောချင်တာပြအလုံးမိတ်ဆက်ပေးပြီးတော့မှသူတို့တာဝန်ပြီးသွားပြီမင်းတို့ကောင်နေမနေငါတို့ကပတ်စံရပြီမိတ်ဆက်ပေးလို့ပတ်စံရပြီဆိုပြီးတော့မှအမားတို့ကပေးရမို့လို့အမားတို့ကမအားလို့အမားတို့စားမပြန်နိုင်ဘူးနော်တစ်ဖက်သားကဒုက္ခရောက်နေတာဟာဥမာတစ်ခုမိတ်ဆက်ပေးပြီးတော့လို့ရှိရင်အလုပ်ခွင်ထဲမှာအဆင်မပြေဘူးမလားအဆင်မပြေဘူးဆိုလို့ရှိရင်ထားတော့လူမျိုးစိတ်တွေရှိတယ်တချို့လူကြတော့လဲချေးဦးသေးပါကွာအစဟာအမဘာဖြစ်လို့အမညာဖြစ်လို့တစ်ဖက်တချို့လူတွေကလည်းအဲ့လိုပူကြတာဗျခုမယားကြီးကိုခေါင်းရှုပ်ခံအောင်အဲ့လိုလူမျိုးတွေရှိတယ်ဆိုပေမဲ့ကိုကအဲ့လိုလူမျိုးတွေနဲ့ဆက်လင်းပြီးတော့မှအဲ့လိုလုပ်တာဖြစ်တဲ့အတွက်အဲ့လိုလူမျိုးတွေတင်းကြီးခံနိုင်ရမယ်အဲ့လိုတင်းကြီးခံနိုင်ရမယ်အလုံးမိတ်ဆက်ပေးတဲ့အချိန်မှာကောင်းတဲ့အလုပ်တွေဒီအလုပ်ကဒီလိုအလုပ်တွေရှိတယ်နောက်တစ်ခုကကြတော့လူအများနဲ့လုပ်လို့ရှိရင်လူအများဝင်နေငါသူများပတ်စံကိုယူပြီးလို့ရှိရင်ဟိုဘယ်လိုပြောရမလဲမလုံနိုင်ရင်မလုံနဲ့နော်နင်တို့မလုံနိုင်ရင်မလုံနဲ့အဲ့တော့ကျွန်တော်ပြောချင်တဲ့စကားဒီကျွန်တော်တို့လူမျိုးတွေကအချင်းချင်းအထက်ရောက်သွားရင်မကောင်းဘူးဗျအဲ့တော့မကောင်းဘူးအဲ့တော့မကောင်းတဲ့အချိန်မှာကျွန်တော်တို့လူမျိုးတွေအချင်းချင်းမချစ်တဲ့အချိန်မှာကျွန်တော်တို့ဒုက္ခရောက်တယ်ပေါ့နော်အဲ့တော့ဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့ကိုကူညီဖေးမမဲ့လူမရှိတော့ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲသူများနိုင်ငံသားတွေကိုပဲအကောင်းမြင်နေကျွန်တော်တို့လူမျိုးတွေကိုအကောင်းမမြင်ဘူးဆိုတော့ကျွန်တော်တတိယပိုင်းမှာပြန်ပြီးတော့မှစုံပါမယ်ကဲဒီနေ့ပြောချင်တဲ့စကားလေးကတော့အဲ့လိုပေါ့နော်ခွေးတိုးပေါက်ကလာတဲ့ခူမီယာကြီးတွေအကြောင်းနဲ့ဒုက္ခရောက်တဲ့ညီကိုမောင်နှမတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ခွေးတိုးပေါက်ကလာတယ်ဆိုလို့ရှိရင်လည်းအဲ့လိုလူမျိုးတွေနဲ့ရှောင်ဖို့ဟိုတိတိကျကျလုပ်ပေးဖို့ခွေးတိုးပေါက်ကမလာဘဲနဲ့တိတိကျကျလမ်းကနေပြီးတော့မှဆရာကြီးဖြစ်မှာလာဖို့တောင်းဆိုရင်းနဲ့ပဲဗီဒီယိုလေးကိုအပိုင်းနဲ့မှညီကုန်းချုပ်ပါတယ်ပေါ့နော်ဟုတ်ကဲ့နံပါတ်3ခေါင်းစဉ်တွေကတော့ကျွန်တော်ပေးထားတဲ့အတိုင်းပဲပေါ့နော်နံပါတ်3ခေါင်းစဉ်ကတော့နိုင်ငံခြားသားများအောင်မှာအထင်ကြီးတဲ့မြန်မာနိုင်ငံသားများဆိုတဲ့ခေါင်းစဉ်လေးနဲ့ပဲဖြစ်ပါတယ်ဘာလို့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေကတခြားနိုင်ငံသားတွေကိုပဲဒါအထင်ကြီးရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူမျိုးတွေအချင်းချင်းမကောင်းလို့ပါပဲအထက်ရောက်သွားတာပဲဖြစ်ဖြစ်အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်ဟာဒီကောင်တာရင်တာတယ်လို့ဒီကောင်နာရင်နာတယ်လို့အဲ့လိုမျိုးတွေဟိုတာရင်တာတဲ့ကောင်မနာလိုတာတွေမတာရင်မတာတဲ့ကောင်ထိုးချတာတွေအဆရှိတဲ့အရာတွေလုပ်နေတော့ကျွန်တော်တို့လူမျိုးတွေကဟိုနိုင်ငံခြားသားမှအထင်ကြီးတယ်ကိုယ့်လူမျိုးတဲ့တခြားနိုင်ငံသားတွေကိုအထင်ကြီးလာတာတော့မမှားဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အခုဂျပန်နိုင်ငံမှာဂျပန်လူမျိုးတယောက်ကိုသွားမေးကြည့်မြန်မာနိုင်ငံသွားကျင်တာအမေရိကန်ကိုသွားကျင်တာလို့ကျွန်တော်တို့မေးမယ်ဆိုလို့ရှိရင်အမေရိကန်ကိုသွားကျင်တယ်မြင့်တဲ့နိုင်ငံကိုပဲသွားကျင်မှာပေါ့နော်အဲ့တော့ကိုလူမျိုးကိုအထင်မကြီးပဲနဲ့မြင့်တဲ့နိုင်ငံကိုသွားကျင်တာကတော့မမှားဘူးဒါပေမဲ့ကျွန်တော်တို့ကဟိုတချို့အရာတွေမှာပေါ့နော်အဲ့လိုမျိုးအထင်ကြီးလို့ဒုက္ခရောက်တဲ့သူတွေအများကြီးရှိတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာပေါ့နော်ဂျပန်ဆိုလို့ရှိရင်အရင်အထင်ကြီးတယ်ဂျပန်ဆိုလို့ရှိရင်အရင်ကိုအထင်ကြီးတာဥပမာတစ်ခုမယုံမှုဆိုလို့ရှိရင်ကျွန်တော်ကအခုပြောတဲ့နီလန်ဒီမတမာသေးသူလက်ထက်ရောက်သွားလို့ရှိရင်ဘယ်လိုပြောရမလဲအကြံကောင်းညံကောင်းဖြစ်သွားတယ်ဆိုပေမဲ့သတိထားဖို့ပြောတာပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်အခုဂျပန်နိုင်ငံမှာခင်းလာတဲ့ဂျပန်လူမျိုးတစ်ယောက်ကိုလမ်းဘေးမှာအိတ်နေတဲ့ကောင်ပဲဖြစ်ဖြစ်ဥမာတငယ်ချင်းအပေါင်းဖော်ပဲဖြစ်ဖြစ်ပေါ့နော်အလုပ်ခွင်ထဲမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ကိုကိုအင်းကြီးနဲ့ခရိုင်ကြီးနဲ့ကောင်းကောင်းဝှက်ပြီးမြန်မာနိုင်ငံမှာအင်တာဗျူးပြီးသွားလိန်ခိုင်းတယ်အကုန်လိန်ခိုင်းရတယ်တကယ်ပြောတာဘာလို့လဲဆိုလို့ရှိရင်အထင်ကြီးတဲ့စိတ်ကလွှမ်းမိုးနေတာတကယ်အထင်ကြီးတဲ့စိတ်ကလွှမ်းမိုးနေတာဥမာမြန်မာနိုင်ငံသားတစ်ယောက်ကိုအင်းကြီးနဲ့ခရိုင်နဲ့ဟာဒီကောင်ဆရာကြီးဂျပန်နိုင်ငံမှာနေလာတာဆရာကြီးဖြစ်နေပြီအင်တာလာဗျူးတာမင်းအထင်ကြီးချင်မှာအထင်ကြီးလိမ့်မယ်ဂျပန်နိုင်ငံမှာကိုအင်းကြီးနဲ့ခရိုင်နဲ့ဂျပန်ရောက်တာပေါ့မင်းသွားကြည့်ဟာဂျပန်လူမျိုးကြီးဆိုအင်တာဗျူးပြီးတော့မှတယောက်ကို3သိန်းတောင်းရင်တော့မှချမ်းသာတယ်ဥမာအခုပြောတဲ့စကားဒီမကောင်းတဲ့သူတွေလှုပ်ရှားခြင်းနဲ့နီလန်ကောင်းလည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးမဖြစ်အောင်အခုကြည့်နေတဲ့သူကဂျပန်လူမျိုးကြီးနဲ့လာဗျူးပါတယ်ဘာညာဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာရောက်နေတဲ့ညီကိုမောင်နှမတွေပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ဟုတ်ပြီဒီဂျပန်ကုမ္ပဏီရှိလားကျောင်းဆိုလို့ရှိရင်ဒီကျောင်းကတကယ်တရားဝင်ရှိရလားဆိုပြီးဂျပန်နိုင်ငံမှာရှိနေတဲ့အခုဆိုလို့ရှိရင်မြန်မာနိုင်ငံသားတွေအများကြီးပါပဲအဲ့တော့ဟဲ့တငယ်ချင်းဘာညာဒီဂျပန်ကျောင်းရှိရလားဒီဂျပန်ကုမ္ပဏီရှိရလားဆိုပြီး website မှာတရားဝင်ရှာလို့ရပါတယ်အဲ့လိုရှာမှဟုတ်တယ်ဒီဂျပန်လူမျိုးဒီဂျပန်ရုပ်ဆိုမှအင်တာဗျူးပြီးတော့လာဖို့တောင်းဆိုကြပါအခုနကပြောခဲ့သလိုပဲပေါ့နော်မြန်မာနိုင်ငံသားတွေကအရင်အထင်ကြီးပါတယ်လူတယောက်ကအထင်ကြီးသွားပြီဆိုလို့ရှိရင်သူဘာလုပ်လို့ကိုပဲတင့်တော်နေတာသူဘာလုပ်လို့အကောင်းမြင်နေမကောင်းမြင်တော့ဆိုလို့ချင်းသူဘာလုပ်လို့မကောင်းမြင်ဘူးပေါ့နော်အဲ့တော့အကောင်းအယမ်းမြင်ပြီးအယမ်းအထင်ကြီးရဲ့စိတ်ကလွှမ်းမိုးနေရဆိုလို့ချင်းလိန်ဖို့ကလွယ်တယ်ပေါ့နော်အဲ့တော့
ကျွန်တော်ပြောချင်တဲ့စကားဒီအခုလိန်ဖို့တင်ပေးတာမဟုတ်ပါဘူးအလင်ခံရတဲ့သူတွေတော်တော်များများကိုကြည့်လိုက်လို့ရှိရင်ဟုတ်ပြီဂျပန်ကျောင်းမှာရှိတယ်သူတို့တွေကဂျပန်မှာလည်းကျောင်းရှိတယ်မြန်မာမှာလည်းကျောင်းရှိတယ်ဆိုလို့ရှိရင်ကိုပဲလူကအရန်ကိုအလင်ခံချင်းနေပြီကိုကအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တဲ့စကားဒီမြန်မာနိုင်ငံသားတွေဒီတခြားနိုင်ငံသားတွေကိုအရန်အထင်ကြီးပါတယ်အဲ့အထင်ကြီးရဲ့စိတ်ကြောင့်အလင်ခံရတဲ့သူတွေအရန်များနေလို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်လိန်ကြီးတင်ပေးတာမဟုတ်ဘူးပေါ့အဲ့တော့ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အထင်ကြီးတဲ့စိတ်ကိုမလွှမ်းမိုးနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့မင်းလဲလူပဲငါလဲလူပဲတာမန်ပဲဟုတ်ပြီကျွန်တော်တို့အင်တာလာပြုတယ်မြန်မာနိုင်ငံကိုအင်တာလာပြုတယ်ဆိုလို့ရှိရင်ဟုတ်ပြီသူကအလုပ်ရှင်ငါတို့ကအလုပ်သမားမင်းစံပေးမှစီးရတာမင်းကိုခေါ်တယ်ခေါ်ပြီးတော့လို့ရှိရင်မင်းရဲ့လုံအားကောင်းမင်းလုပ်ရမယ်အဲ့တော့အလုပ်ရမှာဖြစ်တဲ့အတွက်မင်းကိုတရားဝင်ကြီးခေါ်ပြီးတော့မှဘုရားသခင်ကြီးလို့ဟာမင်းကိုခေါ်တယ်ကွာငါတို့ကအရင်ကြီးကျူးတင်ရမှာမဟုတ်ပါဘူးပုံမှန်တိုင်းမှာပဲအင်တာသွားပြူတယ်အင်တာသွားပြူတယ်ဟုတ်ပြီဒီဂျပန်တွေကယုံတင်လားဒီကုမ္ပဏီကယုံတင်လားဒီအလုပ်ကိုငါလုပ်နိုင်ရလားဆိုပြီးတော့မှကျွန်တော်တို့ကတည်တည်ချာချာစုံစမ်းပြီးတော့မှလာဖို့ကျွန်တော်ကတော့တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ခုနပြောခဲ့သလိုပဲပေါ့နော်အထင်ကြီးတဲ့စိတ်ကလွှမ်းမိုးနေတယ်လာကျင်တဲ့စိတ်တွေကလွှမ်းမိုးနေတယ်ဆိုလို့ရှိရင်အလိန်ခံနိုင်ကြီးကအများကြီးပါပဲအဲ့တော့ကြားပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အင်တာဗျူးအောင်လို့ရှိရင်ဘယ်လောက်တန်းသွင်းရတယ်ဘယ်ညာဆိုတာသူခင်းတဲ့သူမို့လို့ဘယ်သူ့မှလည်းမှားတယ်မှန်တယ်ဒီဟာကြီးကကောင်းတယ်မကောင်းဘူးမပြောချင်ပါဘူးကျွန်တော်ပြောချင်တဲ့စကားဒီအထင်ကြီးတဲ့စိတ်ကလွှမ်းမိုးနေလို့ရှိရင်ဘာမှလုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုညီကုန်းချုပ်တင်ပါတယ်ကြီးစုပေးလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အပိုင်း၃ပိုင်းတင်ပေးသွားတာဖြစ်တဲ့အတွက်တစ်ပိုင်းချင်းစီရဲ့အပိုင်းမှာအကျိုးတစုံတရာတစ်ခုရှိမယ်လို့တော့မျှော်လင့်ရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်ပါတယ်ကြီးစုပေးလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒါပါပဲ